I am hungry. ငါဘိုက်စားတယ် I am hungry. ငါဘိုက်စားတယ် I am married. ငါမှာအိမ်အောင်ရှိတယ် I am married. ငါမှာအိမ်အောင်ရှိတယ် I am not busy. ငါအလုံးမရှုပ်ဘူး I am not busy. ငါအလုံးမရှုပ်ဘူး I am not married. ငါမှာအိမ်အောင်မရှိဘူး I am not married. ငါမှာအိမ်အောင်မရှိဘူး I am not ready yet. ငါအစင်သင့်မဖြစ်သေးဘူး I am not ready yet. ငါအစင်သင့်မဖြစ်သေးဘူး I am not sure. ငါမသေးချဘူး I am not sure. ငါမသေးချဘူး I am sorry, we are sold out. တောင်းပန်ပါတယ်ရောင်းကုန်သွားပါပြီ I am sorry, we are sold out. တောင်းပန်ပါတယ်ရောင်းကုန်သွားပါပြီ I am thirsty. ငါရေစားတယ် I am thirsty. ငါရေစားတယ် I need to change clothes. ငါအဝတ်လဲဖို့လိုတယ် I need to change clothes. ငါအဝတ်လဲဖို့လိုတယ် I need to go home. ငါအိမ်သွားဖို့လိုတယ် I need to go home. ငါအိမ်သွားဖို့လိုတယ် I only want a snack. ငါမုံပဲလိုချင်တယ် I only want a snack. ငါမုံပဲလိုချင်တယ် Is Mr. Smith an American? မစ္စတာစမစ်ကအမေရိကန်လား Is Mr. Smith an American? မစ္စတာစမစ်ကအမေရိကန်လား Is that enough? လုံလောက်သလား Is that enough? လုံလောက်သလား I think it's very good. အရန်ကောင်းတယ်လို့ထင်တယ် I think it's very good. အရန်ကောင်းတယ်လို့ထင်တယ် I think it tastes good. အရသာရှိမယ်လို့ထင်တယ် I think it tastes good. အရသာရှိမယ်လို့ထင်တယ် I thought the clothes were cheaper. အဝတ်တွေဈေးပေါ်တယ်လို့ထင်တယ် I thought the clothes were cheaper. အဝတ်တွေဈေးပေါ်တယ်လို့ထင်တယ် It's longer than 2 miles. နှစ်မိုင်ထက်ပိုရှည်တယ် It's longer than 2 miles. နှစ်မိုင်ထက်ပိုရှည်တယ် I have been here for 2 days. ဒီရောက်နေတာ2ရက်ရှိပြီ I have been here for 2 days. ဒီရောက်နေတာ2ရက်ရှိပြီ I have heard Texas is a beautiful place. တက္ကဆက်ကလှပတဲ့နေရာလို့ကြားဘူးတယ် I have heard Texas is a beautiful place. တက္ကဆက်ကလှပတဲ့နေရာလို့ကြားဘူးတယ် I have never seen that before. အရင်ကတခါမှမမြင်ဘူး I have never seen that before. အရင်ကတခါမှမမြင်ဘူး I am not ready yet. ငါအစင်သင့်မဖြစ်သေးဘူး I am not sure. ငါမသေးချဘူး